Assalamualaikum warahmatullahi wabarakatuh. Alhamdulillah. Thumma alhamdulillah. Chano ye ala surah tajweed muzakara ala chano law ni da qul a'udhu bi rabbin nas ala suratul nas ko chano yaw ni ba bi ala lu ji min no ani ne chano ye ala video li law tha de ha leတွေကိုအဲ့ဒါဟိုအစားနေပြီးတော့မှအဆုံးထိဟာလာအပိုင်းတစ်ကြည့်ပြီးရလူကအပိုင်းနှစ်ကိုကြည့်ပြီးပါအပိုင်းနှစ်ကြည့်ပြီးတဲ့လူကအပိုင်းသုံးကိုကြည့်ပြီးပါအဲ့လိုမျိုးအစင်လိုက်လေးကြည့်ပြီးပါနောက်မှဆိုလို့ရှိရင်ကျွန်တော်ကဆူရာ10ပုတ်ပဲအမှသဘောတကူအလမ်တရာကိုပဲဟာငါကြည့်မယ်ဟာအလမ်တရာလီလာဖိကိုလည်းကျွန်တော်ငါတစ်ချက်ကြည့်မယ်အဲ့လိုဆိုလို့ရှိရင်ဟာလာကျွန်တော်ရဲ့အစားရဲ့ဟိုခုနလိုဝိုက်ဘုတ်တွေနဲ့တင်ထားတဲ့ဟာတွေဟာလာသဘောတကူကအလေးကနေယာထိယာရဲ့မာခရာဂျ်ကိုရဖို့တော်တော်ရေးကြည့်အဲ့အတွက်ကြောင့်မလို့လူကြီးမင်းတို့ကိုကျွန်တော်အနေနဲ့အဲ့ဒါမေတ္တာရက်ခံနဲ့ကျွန်တော်ရဲ့ဗီဒီယိုအားလုံးကိုကြည့်ပေးပါနောက်မှဆိုလို့ရှိရင်ကျွန်တော်အလမ်တရာနဲ့ဆူရာနတ်ကိုပဲကျွန်တော်ဆိုလို့ရှိရင်အဲ့ဒါနားထောင်မယ်ဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနှုတ်တိုက်တော့ကျွန်တော်ရပါမယ်တိုးတော့သဘောတစ်ခုကဒီလူကြီးမင်းတို့အနေနဲ့အဲ့ဒါဒီအစမှာပြောထားတဲ့ဟာတွေကိုဟိုအလစ်ကနေရာအထိမခရက်တွေကိုကျွန်တော်အဲ့ဒါရေးပြထားတဲ့ဟာတွေပြောပြထားတဲ့ဟာတွေကိုလူကြီးမင်းတို့မကြည့်တဲ့အခါကျတော့ထုံးပုံထုံနည်းတွေမှားနေလိမ့်မယ်သဘောတကူကဟိုသဘောကဟိုနှုတ်တိုက်ရတော်ညာလည်းပဲဟိုထုတ်ရမယ့်နေရာတွေလွဲနေလိမ့်မယ်ဒါကြောင့်မို့မလွဲချော်ရဟာလားမလွဲရလေအောင်လူကြီးမင်းတို့ကိုဟာလားကျွန်တော်အနေနဲ့ဟာလားအထူးပဲတိုက်တွန်းပါတယ်ဟာလားဗီဒီယိုလေးတွေအားလုံးကိုဟာလားအားလုံးအစအဆုံးကိုဟာလားတပုတ်ပြီးတပုတ်ကိုဟာလားအစင်လိုက်တတိနဲ့အလားလိုတော့ကြည်ပြီးွားပါနောက်ကျွန်တော်အနေနဲ့မြေတားရက်ခံနေတာပါလဲဆိုတော့ကျွန်တော်ရဲ့ကျွန်တော်တို့တဘလီဂျမတ်ကျွန်တော်သွားတဲ့ချိန်မှာတော့ကျွန်တော်တို့ခင်ခဲ့တယ်တီးခဲ့တယ်တီးကျွမ်းခဲ့တယ်မိတ်ဆွေရှိတယ်သူ့အနေနဲ့ကျွန်တော်စီကနေတော့ကျွန်တော်လာပြီးတော့အကူအညီတောင်းတယ်ဘာပြောလဲဆိုတော့ဟာလိုလုပ်တယ်ဆရာပေါ့ကျွန်တော်အနေနဲ့ပေါ့နော်မရက်အဖွဲ့အစည်းတစ်ခုကျွန်တော်တို့ထောင်ကျင်တယ်ပတ်စံအပ်တဲ့ကိစ္စတွေကအစခုနလိုပေါ့ဥက္ခရာရဲ့အလုပ်ကဘာတာဝန်ရှိလဲအတွင်းမှုရဲ့အလုပ်ကဘာတာဝန်ဘာနာရေးမှုရဲ့အလုပ်ကဘာတာဝန်ရှိတယ်အဲ့လိုမျိုးလေးပေါ့ကျွန်တော်မလာမေးတယ်ဒါပေမဲ့တိုးတော့ကျွန်တော်ဒီကျွန်တော်ပြောတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှအဲ့ဒီအဖွဲ့အစည်းတဲ့ဟိုဘယ်သူကစားပစ်ကြည့်တယ်သဘောတကူကအကိုရဲ့အတိမိတ်ဆွေတွေထဲမှာဘယ်သူကစားပစ်ရှိလဲဘယ်သူကအဲ့လိုအဖွဲ့အစည်းပေါ်မှာတွားနေတဲ့လူတွေရှိမှာပဲမိတ်ဆွေတွေထဲမှာအဲ့ဒီမိတ်ဆွေတွေနဲ့ကျွန်တော်ပြောတာချိတ်ဆက်ပါဘာလို့သူတို့စီကနေအကြံဉာဏ်တွေတောင်းမှာကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်ကနေပြီးတော့မှ